ဒိုင်းတန်တွေကပေးခြင်းတဲ့ message ပါဒီလအတွင်းဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ပြဿနာတွေများစွာကြုံတွေ့တင်ရတတ်ပါတယ်ကိုယ့်ကိုလုံးဝကြီးလဲပြူကျသွားအောင်အလဲထိုးခြင်းနေတဲ့သူတွေလည်းတွေ့ရတတ်ပါတယ်ကျမ်းမာရေးစီးပွားရေးလူမှုရေးအဖက်ဖက်ကနေပြီးတော့ပြဿနာတွေကတစ်ခုပြီးတစ်ခုအုံလိုက်ကျင်းလိုက်ဝင်လာတတ်ပါတယ်ငါတော့ဒီချိန်ကြီးကနေပြီးတော့ရုံထွက်နိုင်တော့မှာမဟုတ်ဘူးဆိုပြီးတော့တွေးမိတတ်ပါတယ်ဒါကဘဝကြီးမဟုတ်ပါဘူးခင်ဗျမိတ်ဆွေတို့အနေနဲ့ဒီဟာကြီးကိုဒီအချိန်ကြီးကိုကြော်သွားပြီးတဲ့အခါမှာနောက်မှကောင်းမွန်တဲ့လတ်လာပါတွေကောင်းမွန်တဲ့အခိုက်အတန့်နေပျော်ရွှင်စရာကောင်းတဲ့အခြေအနေတွေအသစ်တစ်ဖန်ပြန်လည်စတင်ဖို့ရှိနေပါတယ်ဒီချိန်ကြီးထဲမှာပဲကိုယ့်ရဲ့မိတ်ဆွေအစ်စ်မှန်တွေကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ကောင်းမွန်တဲ့အဆက်အသွေးတွေကောင်းမွန်တဲ့အထောက်ပံ့ကောင်းတွေလည်းရလာမှာဖြစ်ပါတယ်နောက်ပြီးတော့မိတ်ဆွေတို့စီမှာဖုံးကွယ်ထားတဲ့ကိုယ်တိုင်မသိမြင်ရသေးတဲ့ skill တွေလည်းဒီပြဿနာတွေကြားထဲမှာပဲကိုယ်တိုင်တူဖော်ရရှိပြီးတော့အသုံးချနိုင်သွားမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်မလို့ဒီဥစ္စာကနောက်ထပ်အခြေအနေတစ်ခုကိုတက်လှမ်းနိုင်ဖို့အတွက်တရားတစ်ခုဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ Oris ဒါတော့ပါ